여러분 안녕하세요. 디니마로 시간마 시에리마 아마 비디오를 때미게데 디 topic 읽기 number 1 ပေါ့နော်အခုလောဆယ်တော့1ထိပဲတင်ရသေးရဆို1လို့ပဲပြောလိုက်မယ်ပေါ့ 읽기 number 1အတွက်ကိုဒီရဲဆောင်မွန်ကျဲလို့ခေါ်တဲ့ဒီဟပ်ပြော့လက်ရှိဖီတွေက exercise လေးတွေကိုအတူတူဖြည့်ကြည့်မှာဖြစ်ပါတယ်အဲ့တော့အမတို့အတူတူ10ပုတ်ရှိတယ်ပေါ့နော်အတူတူဖြည့်ကြည့်ကြရအောင်အဲ့နံပါတ်1 운동장에서 빈칸 친구와 부딪혀서 넘어졌다. 아그사구의 말에 꼴라 등에진네 부딪히다. 따입니다 봐. 넘어졌다. 레자라 봐. 에러 따이미 비로래 레자도 봐래. 에러 이 아그사구의 말 등에진네 두두 따이미 비로 두아 레자도 하래. 다 솔루션 피디가 별로 피면 두두 지지야. 너 넘버1 축구할수록 벌렁 간다라. 축구하던데 벌렁 간케라. 축구하다가 벌렁간야가 축구하려고 벌렁간보 왜 피피면 되나요 여러분? 네 맞아요 3번이에요 하우바래 벌렁간이 야가 니비로 등에지네 따이미 비로 레자 도아래 소래 오자묘 동야 보나 나르장 나는 저녁을 빈칸 집 앞 공원에서 산책을 한다 나가래 냐자 꼴라 에이시아 벤자마 랜샤우데 넘버1 먹고 나서 사비로 넘버2 먹다 보면 사진에 먹을 만큼 사나이들라 딜레고리만 소위 바피면 되네 네 맞아요 먹고 나서 사비로마 에이시아 벤자네마 랜더샤우메 소야피 마마에 넘버3 내일 전시회가 빈칸 사람들이 많이 올 것 같아မနက်ဖြန်တဲ့ဂျွန်ရှိဝဲဆိုတာဆိုတော့ခင်းချင်းပြတာပွဲကိုပြောတာပေါ့နော်ခင်းချင်းပြတာတွေတခုခုပြတာတယ်ပြတာပွဲမျိုးသုံးတယ်ဥပမာအိုးလေးလေအိုးလေးလုတ်ပြီးတော့ပြတာတာမျိုးရှိတယ်ပကြီးပြတာမျိုးရှိမယ်နောက်တစ်ခုပရိဘောဂဆိုင်တွေကနေပြီးလေပရိဘောဂတွေခင်းချင်းပြတာတာမျိုးရှိမယ်ဒါတွေအကုန်လုံးကိုပြတာပွဲဂျွန်ရှိဝဲထဲမှာထည့်လို့ရတယ်အဲ့တော့ပြတာပွဲရှိပါတယ်တဲ့စားရမ်းတွေလူတွေအများကြီးလာမယ်လို့ထင်တယ်တဲ့နံပါတ်1 열리듯이ဖွင့်တကဲ့သို့ 열리는데ဖွင့်ပေမဲ့ 열리든지ဖွင့်တာပဲဖြစ်ဖြစ် 열리도록 ဖွင့်အောင်네 다소 피해 바피면 되나요 여러분? 네 맞아요 2번이에요မှန်တာပေါ့နော်အဲ့တော့မနက်ဖြန်မှာတဲ့ဒီပြပွဲကဖွင့်မှာဆိုတော့ဖွင့်မိမယ်ပေါ့နော်ဖွင့်မယ်လူတွေကမာနီအိုကကထအများကြီးလာမယ်အဲ့တော့မနက်ဖြန်ပြပွဲဖွင့်မှာမို့လို့လူတွေကအများကြီးလာမယ်ဒီနေရာလေးမှာမိုးလို့ဘာသာပြန်ရင်လည်းရတယ်ပေါ့နော်그리고 이번 생일에 딸에게 빈칸 인형을 만들었다. 디르카 모이니 말에 딸에게 따밀레시오 꼴라 인형을 만들었다. 이제 클리로케 파피면 되나 여러분. 선물하도록 라상 베이보거나 그리고 선물하든지 베이라베 피피 선물하려고 라상 베이보 선물하기에 라상 베이니라네. 파피면 되나. 선물하려고အဲ့ဒီနေရာမှာ 선물하도록နဲ့ 선물하려고 နည်းနည်းလေးရောရောနိုင်တယ်ဒီအားကြတော့တခုခုဖြစ်အောင်လက်ဆောင်ဖြစ်အောင်ဒီလိုမျိုးအဓိပ္ပာယ်မျိုးလက်ဆောင်ပေးဖြစ်အောင်ဒီမှာကြတော့လက်ဆောင်ပေးဖို့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာဒါကြောင့်မို့လို့နံပါတ်3ဖြေလေးကမှန်တာဖြစ်ပါတယ်เนาะနောက်တစ်ခုပါနံပါတ်4နံပါတ်5이 할 때 실수를 하지 빈칸 미리 준비를 해야 한다. အလုပ်လုပ်တဲ့အချိန်မှာတဲ့ 실수하다 ဆိုအမှားပေါ့နော်အမှားကွက်လက် 미리 ကြိုတင်ပြီးတော့ 준비해야 한다. ပြင်ဆင်ရမယ် 안기에 မလုပ်အောင် 안을수록 မလုပ်တလောက် 안으려면 မလုပ်ဖို့ဆိုရင် 안으니까 မလုပ်တာကြောင့်ဒီရပါဖြစ်မှာတယ်맞아요 3번이에요 둘레 3번 맞아요 럴럭대အခါမှာ အမှားတွေကို မလုပ်မိအောင် 미리 준비를 해야 한다 ကြိုပြီးတော့ ပြင်ရမယ် 안으려면 ဆိုတဲ့ အဖြေလေးအမှန်ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်6 급하게 빈칸 우산을 챙겨 나오는 걸 깜빡했다 급하다 အလင်းအမြန်ပေါ့အလင်းစလို့ပေါ့မြန်မာလိုလှအောင်ပြင်မယ်ဆိုလောနဲ့ပေါ့နော် 빈칸 꼴랏 우산을 챙겨 나오는 걸 깜빡했다. 티오래 유라야마고 메이도아래 깜빡했다. 메이도아래
နံပါတ်1 나오는데도ထွက်လာတာ막 나오자마자 ထွက်လာတာနဲ့တပြိုင်နက် 나오더라도 ထွက်လာလဲပဲ 나오느라고 ထွက်လာတာကြောင့် ဘာဖြစ်မယ်ထင်လဲ 4번이에요. ဟုတ်တာပေါ့ 나오느라고 ဆိုတော့ ထွက်လာလို့ပေါ့နော် 느라고 ဆိုရင် 여러분 အနောက်မှာမကောင်းတဲ့ဒီ result လိုက်ကြမယ် သူလည်းဒီမှာပြောထားတယ် နော်လင်းလင်းမြန်မြန်နဲ့ ထွက်လာလိုက်လို့ ထီးယူလာဖို့မေ့ခဲ့တယ်ဆိုတဲ့ပုံစံမျိုး အဲ့တော့ မကောင်းတာဖြစ်တဲ့အတွက် 느라고 နဲ့ ရွေးပေးရမယ်ပေါ့နော် 그리고 뭐든지 최선을 빈칸 회사 생활을 잘할 수 있다. ဘာပဲလုပ်လို့တဲ့ 최선을 အကောင်းဆုံးပေါ့နော် 최선을 ဆိုအကောင်းဆုံးအကောင်းဆုံး ကွက်လက် 회사 생활 ဆိုကုမ္ပဏီဘဝဆိုကုမ္ပဏီမှာအလုပ်လုပ်ရတဲ့ဒီ lifestyle မှာပေါ့နော် 잘할 수 있다 ကောင်းကောင်းအဆင်ပြေပြေနဲ့လုပ်နိုင်မယ်တဲ့ နံပါတ် 1 다 해야 အားလုံးလုပ်မှာပဲ 다 해도 အားလုံးလုပ်ရင်တော့မှပဲ 다 하도록 လုပ်အောင် 다 하려면 အားလုံးလုပ်ဖို့ဆိုရင်တဲ့ ဒါဆိုရင် 여러분 အဖြေက အရင်သိတာတယ်နော် နံပါတ် 1 မှာပါတယ် 다 해야 အားလုံးလုပ်မှာ 그리고 전화번호를 빈칸 폰에만 고래 꼴라대 휴대전화에 폰에만 언론사 빨리네 두루바베 여러분 안면 저대비 냠냠리 저장하다 소라가리 폰에만 save လိုက်တာပြောတာ 여러분 폰에만 디 코리아 language နဲ့ setting ချိန်ထားတယ်ဆိုလို့ရှိရင်ဒီ channel တွေပုံနေပါတယ် save တယ်ဆိုရင် 저장하다နဲ့တုံးတယ်နော် save တယ်လို့ပြောတာအဲ့တော့ ဖုန်းနံပါတ်ကိုတဲ့ကွက်လက်တဲ့ဖုန်းထဲမှာအမြန် save လိုက်တယ်တဲ့ဒါဆိုရင်ဘာဖြစ်မလဲ 잊어버릴까봐서 메သွားမှာ 솔로 잊어버릴 정도로 메သွားလောက်အောင် 잊어버릴 테니까 메သွားမှာ 모로 겸해서ဆိုတာတခြား grammar တစ်ခုပေါ့နော်တစ်ချက်ခုတ်နှစ်ချက်ပြက်ဖြစ်သွားတယ်ဆိုပုံစံမျိုးနဲ့ဒီမှာတုံးတာဆိုဒီ grammar လေးကအဲ့လိုတုံးတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲ မေ့သွားမှာဆိုလို့မြန်ဖုန်းထဲမှာအမှတ်လိုက်တယ်လို့ဒီချေတို့ကပြောရမှာဒီအတွက်ကြောင့်မို့လို့အဖြေမှန်လေးကနံပါတ်1အယောင်လေးမှားပြီးချင်းပြီနော်နောက်တစ်ခု 몸이 빈칸 힘들면 고야 생각이 많이 난다 ခန္ဓာကိုယ်ကတဲ့ကွက်လက်ရင်တဲ့ကွက်လက်ပင်မရင်တဲ့မွေးရမြေကိုညာကြီး생각이 난다 ဆိုတော့တွေးမိတယ်တတိရတယ်ဆိုပုံစံမျိုးနဲ့ပေါ့နော်နေမကောင်းလို့ရှိရင်လူတွေက ကိုယ့်ရဲ့အိမ်ကိုတတိယကြတယ်ဒါမျိုးအဓိပ္ပာယ်နဲ့သူကဒီမှာရေးထားတာ 아프다면နေမကောင်းတာဖြစ်မယ်ဆိုရင် 아프지만နေမကောင်းဖြစ်ပေမဲ့ 아프듯이နေမကောင်းဖြစ်တဲ့ကဲ့သို့ 아프거나နေမကောင်းတာပဲဖြစ်ဖြစ် 힘들면 ပြင်ပန်းတာပဲဖြစ်ဖြစ်ဆိုတော့အဖြစ်မှန်ကနံပါတ် 4ပေါ့အဲ့တော့ခန္ဓာကိုယ်ကနေမကောင်းတာပဲဖြစ်ဖြစ်ပြင်ပန်းနေပြီဆိုလို့ရှိရင်မိသားစုဒီမွေးရမြေကိုတတိယရတယ်နော်ဒါမျိုးတော့ရတယ် 그리고 나는 학교를 꼴라 운전 면허증을 땄다. 아니마서 나가래 짱구래 꼴라대. 운전사 까마우네 면허증사 라이센고 따다 솔루션 야유래서 뭐 파원 뭐나 다들 파둘리 봐. 나가래 딱 나가래 짱구래 꼴라대 디 까마 라이센 야게래. 그래서 졸업하도록 배야아 졸업하든지 뭐해야라베 피피 졸업하더라도 뭐해야 레베 졸업하자마자 뭐해야진 앞에 맞잖아 다보 짱하니 비어 뭐해야지만 라이센레 nga ရခဲ့တယ်လို့ ပြောတာဖြစ်ပါတယ်နော်အဲ့တော့ဒါလေးတွေကို 여러분 နားလည်လိမ့်မယ်လို့ထင်ပါတယ်ဒါလေးအမှ1ကနေ10ထိဖြည့်ပြသွားတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာတချို့စကားလုံးတွေဆိုလို့ရှိရင်ကိုက ဓာတ်ရိုက်ကြီးပေါ့နော်ကိုအရင်တော့ကြက်ထားတာထက်ဓာတ်ရိုက်ကြီးပါလာပြန်တာထက်ဆိုင်ကြည့်လျော်အောင်လို့တင့်တော်အောင်လို့ဘာသာပြန်လိုက်တာလေးရလဲပို့ပြီးတော့အဆင်ပြေတဲ့အဖြေရွေးနည်းလေးဖြစ်ပဲပေါ့နော်အဲ့တော့ဒီမှာ 여러분တို့ကြည့်မယ်ဆိုရင် key point တွေအနေနဲ့ဆိုရင်စာကြောင်းရဲ့အရှိနဲ့အနောက်တွေကိုကြည့်ရမယ်ပေါ့နော်အခုဒီမှာဆိုလို့ရှင် 최선을 တို့ 급하게 တို့ဒါမျိုးရှင်းနောက်ကလေးတွေကိုကြည့်မယ်ဆိုရင်တော့ number 1 AK number 1 문제가 အခက်အခဲမရှိနဲ့ဖြေဆိုနိုင်မှာဖြစ်ပါတယ်ဒါဆိုရင်မှနောက်နေ့ကြာလို့ရှိရင်ဒီ AK number 2ပေါ့နော်2ကိုရိုက်ပေးရင်လည်းရိုက်ပေးမယ်ဒါမှမဟုတ်တခြားတော့ဒီဟိုဟာလေးဖြေနည်းလေးကိုရိုက်လိုက်ရိုက်ပေးမယ်ပေါ့နော်โอเคအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲအမတို့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်အကျိုးရှိရဆိုရင် like and follow လုပ်ထားပေးပါကျေးဇူးတင်ပါတယ်